Viral ပရိသတ်များအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေဒီတစ်ခါမှာတော့ဒီဇင်ဘာလမှာမွေးဖွားတဲ့ပရိသတ်မိတ်ဆွေများအတွက်အထူးဟောကင်းတွေကိုပြင်ဆက်ပေးမှာပဲဖြစ်ပါတယ်အင်္ဂလိပ်ရက်မှာတရက်10ရက်19နဲ့28ရက်မှာမွေးဖွားတဲ့မိတ်ဆွေများအတွက်2021ဒီဇင်ဘာလဟောစာရမ်းပဲဖြစ်ပါတယ်ဒီအချိန်မှာဘုံတကူတူးတဲ့ခြင်းအသစ်ဖန်တီးနိုင်ခြင်းကိုယ်ပိုင်ကြံဉာဏ်နဲ့ကြီးပွားခြင်းအရေးချင်းပြနိုင်ခွင့်ရှိခြင်းကံကောင်းခြင်းစတဲ့အချက်လက်တွေအကုန်လုံးဖြစ်ပေါ်လာလိမ့်မယ်အဖော်ကောင်းမိတ်ကောင်းဆွေကောင်းတွေရမယ်ဥယျာဉ်မိုးဟာသူကိုယ်တိုင်စိုက်ပျိုးခဲ့တဲ့အပင်တွေကအသီးအပွင့်တွေကိုကိုယ်တိုင်စုပ်ကိုးခွင့်ရတဲ့အချိန်မျိုးနဲ့တူပါတယ်ဒီအချိန်မျိုးမှာစီးပွားရေးလူမှုရေးအားလုံးဝေဝေးဆာဆာဖြစ်နေမယ်အောင်မြင်ဖြစ်ထွန်းမယ်ကြံစီသမျှအားလုံးအဆင်ပြေမယ်ဘာမှပူစရာမရှိပါကျမ်းမာရေးအတွက်လည်းမပေါ်ပါနဲ့အနုပညာလုပ်ငန်းနဲ့ပတ်သက်ပြီးတော့လည်းအောင်မြင်မယ်ငွေကြီးများစွာရနိုင်မဲ့အချိန်ကာလပဲဖြစ်ပါတယ်အချီးမှလည်းပဲအလွန်ကောင်းနေပြီးတော့ချမ်းသာတဲ့သူနဲ့လက်ထက်ရတဲ့ဂိမ်းမျိုးပဲဖြစ်ပါတယ်ဒီလိုအချိန်မျိုးမှာဘယ်လိုပြဿနာမျိုးနဲ့ပဲကြုံရစိတ်ပူစရာမလိုပါသူ့အလိုလိုရှင်းသွားပါလိမ့်မယ်အချစ်ရင်းနဲ့အိမ်တော်ကြီးမှာတော့အကောင်းလုံးအလွန်ကောင်းပဲဖြစ်ပါတယ်ကြာတပတိနဲ့စနေသားသမီးများအတွက်စိတ်ချမ်းသာရတတ်တယ်သူတို့တွေထာမလည်းအကူအညီကောင်းများလည်းရတတ်ပါတယ်တနင်္လာတောက်ကြာသားသမီးများကြောင့်စိတ်အနှောက်အယှက်ဖြစ်ရတတ်တယ်အဝါရောင်အနှိပ်ရောင်များများဝတ်ပေးပါခြေထောက်ခါသွေးသားနဲ့ပတ်သက်တဲ့ယောဂများတတိထားပါထီထိုးမယ်ဆိုလို့ရှိရင်တော့9ကနာနဲ့9ကနာမြများပါအောင်ထိုးပေးပါရတရားအတွက်ကတော့မနက်8နာရီတိတိမှာအိမ်ဖျားမှာစွန်းပူ9ပကံစီအစိမ့်ဆန်ပန်းအဝါ9ပွင့်နဲ့အတူလှူပြီးအလူရှိရာကိုအတိအကျအတန်ထွက်အောင်ဆူတောင်းလိုက်ပါနောက်တစ်ခုကတော့အင်္ဂလိပ်ရက်2ရက်17ရက်20ရက်29ရက်မှာမွေးဖွားတဲ့မိတ်ဆွေများအတွက်2021ဒီဇင်ဘာလဟောစာရမ်းပဲဖြစ်ပါတယ်မိတ်ဆွေများအနေနဲ့အတိတ်ကပြုတ်လုပ်ခဲ့တဲ့ကောင်းမှုမကောင်းမှုတို့ရဲ့အကျိုးတရားအဆိုးတရားများရောက်ရှိလာမယ့်အချိန်ဖြစ်ပါတယ်အတိတ်ဟုဆိုတော့ညာလည်းပဲဝေတော့အတိတ်ကိုမဆိုလိုပါပြီးခဲ့တဲ့အချိန်ကာလကိုသာအတိအကျအဆိုလိုခြင်းဖြစ်ပါတယ်မိတ်ဆွေသည်မလှုပ်တဲ့မလှုပ်ထိုက်သည်များကိုလှုပ်ခဲ့တယ်လို့တော့မတွေ့ရှိရပါဒါကြောင့်ယခုတွေ့ကြုံရမယ်ကံကြမ္မာအလက်အပြောင်းဟာကောင်းသောအလက်အပြောင်းဖြစ်ပါတယ်။ဦးအိမ်နေရာထိုင်ခင်းပြောင်းရတာအလုပ်အကိုင်ပြောင်းရတာလုပ်ငန်းပုံစံပြောင်းရတာကနေအစပြုပြီးတော့မိတ်ဆွေရဲ့အတွေးခေါ်တွေစိတ်ဓာတ်တွေဘဝအခါညုချက်တွေပါပြောင်းလဲသွားနိုင်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်။ဘယ်လိုပဲဖြစ်ဖြစ်ဒီအချိန်ကာလဟာမိတ်ဆွေအတွက်ကံကောင်းခြင်းကောင်းသောအပြောင်းလဲဖြစ်ခြင်းကောင်းသောအလှည့်အပြောင်းတွေမှုကြကြုံတွေ့ရမယ့်ကာလပဲဖြစ်ပါတယ်အချီးရင်းနဲ့အိမ်ထောင်ကြီးမှာတော့ကောင်းတဲ့အပြောင်းလဲများကြုံရတတ်တယ်ရီမန်းချက်စိတ်ကိုယ်အကြံဉာဏ်တစ်လေးများပေါ်လာတတ်တယ်တနင်္ဂနွေနဲ့တောက်ကြသားသမီးများအတွက်စိတ်ချမ်းသာရတတ်တယ်သူတို့တွေထာမလည်းအကူအညီကောင်းများလည်းရတတ်တယ်စနေနဲ့အင်္ဂါသားသမီးတွေကစိတ်အနှောက်အယှက်ပေးတတ်တယ်အပြာရောင်နဲ့အနီရောင်တွေကိုမြဝတ်ပေးပါခြေထောက်ခါစီဒိုးနဲ့ပတ်သက်တဲ့ယောဂါတွေကိုတတိထားပေးပါထီထိုးခြင်းနဲ့ဆိုလို့ရှိရင်တော့6ကဏ္ဍနဲ့1ကဏ္ဍမြပါအောင်ထိုးပါရတရားအတွက်ကတော့မနဲ့စောမှာအိမ်ဖျားမှာအနီရောင်ပန်း6ပွင့်တောက်တော်ကြီးတစ်ခွက်ဖျောင်းနိုင်တတိုင်းလူရမ်းပြီးအလိုရှိရာကိုအတိအကျအတန်ထွက်ပြီးဆုတောင်းပါနောက်တစ်ခုကတော့အင်္ဂလိပ်ရက်3ရက်12ရက်21ရက်နဲ့30ရက်မှာမွေးဖွားတဲ့မိတ်ဆွေများအတွက်2021ဒီဇင်ဘာလဟောစာရမ်းပဲဖြစ်ပါတယ်ဒီအချိန်ကာလမှာမှုချကြီးပွားတိုးတက်သွားမယ်မရောက်ဖိုးသေးတဲ့နေရာကိုရောက်သွားလိမ့်မယ်စူးစမ်းထားတဲ့အရာတွေအကောင့်ထဲပေါ်လာမယ်စီးပွားရေးနဲ့ပြောရရင်ဒီအချိန်ကာလကနေစပြီးချမ်းသာမှာပဲတရားဓမ္မဘက်ကိုလိုက်စားရင်ဒီအချိန်မှာတရားရတတ်တယ်သာသနာပြုတ်ဖို့စိတ်ကူးရှိရင်ဒီအချိန်ကာလမှာလုပ်ပါမှုချအောင်မြင်ပါလိမ့်မယ်အရေးချင်းတွေတောက်ပြောင်မယ်
စီးစိမ်ဥစ္စာယရနာတွေတူးတက်မယ်သင်မျောလင်းထားတဲ့ကောင်းစားမဲ့အချိန်ကိုရောက်ပါပြီညာတွေဝရိယတွေထုတ်ဖို့တော့မလိုပဲကံကတိတ်ကောင်းနေတယ်ကျမ်းမာရေးညံ့ရင်တော့ဒီအချိန်မှာကောင်းသွားမယ်ဘယ်လိုအာနေရမျိုးမှမလာနိုင်တဲ့အချိန်ကာလဖြစ်ပါတယ်အချစ်ရင်းနဲ့အိမ်ထောင်ကြီးမှာစိတ်ချမ်းသာစရာတွေပျော်ရွှင်ကျဉ်လို့စရာတွေအသင့်ဆောင်ကြုံနေပါတယ်အစင်မပြေသူများလည်းပြန်အစင်ပေမဲ့ကာလဖြစ်ပါတယ်ဂျာတပတိနဲ့အင်္ဂါသားသမီးများအတွက်စိတ်ချမ်းသာရတတ်တယ်သူတို့တွေထံမှာလည်းအကူအညီကောင်းတွေရတတ်တယ်ဗုဒ္ဓဟိုးနဲ့စနေသားသမီးများကြောင့်စိတ်အနှောက်အယှက်ဖြစ်ရတတ်တယ်အဖြူရောင်နဲ့အဝါရောင်တွေကကံကောင်းစေပါတယ်လေထူးလေအောင်နှလုံးအားနဲ့ဒူနာသွားသွေးတတိထားတဲ့နဲ့နာယီကိစ္စလုံးဝရှောင်သင့်ပါတယ်ထီထူးမယ်ဆိုလို့ရှိရင်တော့9ကဏ္ဍနဲ့3ကဏ္ဍအတွဲလိုက်စတဲ့ထီကဏ္ဍတွေကိုရှားပြီးထိုးပါရရအတွက်ကတော့အိမ်ဖျားမှာပန်းအဖြူနှစ်ပွင့်ကိတ်မုတ်နှစ်ချက်လက်ဖက်ရည်နှစ်ခွက်လှူပြီးအလိုရှိရာတွေကိုအတိအကျအတန်ထွက်ပြီးဆုတောင်းလိုက်ပါနောက်တစ်ခုကတော့အင်္ဂလိပ်ရက်4ရက်73ရက်22ရက်နဲ့31ရက်မှာမွေးဖွားတဲ့မိတ်ဆွေများအတွက်2021ဒီဇင်ဘာလဟောစာရန်ဖြစ်ပါတယ်ဒီအချိန်ကစပြီးတော့ကြုံတွေ့ခဲ့ရတဲ့ပင်ပန်းမှုတွေဆုံးရှုံးမှုတွေအားလုံးပြီးသွားပါပြီစိတ်ပူစရာမလိုတော့ပါပြည့်စုံမှုတွေအေးချမ်းမှုတွေအားလုံးရောက်လာပြီအရင်ကနဲ့ကိုမတူတော့ပါအားလုံးပြောင်းလဲသွားပြီပြောင်းလဲတာတွေကအကောင်းတွေကြီးပဲဖြစ်ပါလိမ့်မယ်အဲ့ဒီတော့ရှေ့ရေးအတွက်တွေးပုံမနေပါနဲ့ပူစရာမလိုတော့ပါအစဉ်ပြေစရာစိတ်ချမ်းသာစရာတွေစောင့်မျှော်နေပါပြီအခြေအနေဟာအံ့ဩစရာကောင်းလောက်အောင်ရုတ်တရက်ထူးသက်သွားလိမ့်မယ်အံ့ဩစရာကောင်းလောက်အောင်တမဟုတ်ချင်းပြောင်းလဲတူးသက်သွားမှာဖြစ်ပါတယ်အတိတ်ဘဝကပြုတ်ခဲ့တဲ့ကောင်းမှုကုသိုလ်တွေဘလဝအကျိုးပေးမဲ့အချိန်ပါပဲဖြစ်ပါတယ်တင့်ကိုတခါကမှအထင်မကြီးခဲ့တဲ့သူတွေကအယမ်းကိုအထင်ကြီးကုန်ကြလိမ့်မယ်တင့်ကိုမုန်းတဲ့သူတွေကတော့တင့်ကိုချစ်လာလိမ့်မယ်ဘာမှသိပ်ပြီးပင်ပင်ပန်းပန်းစူးစမ်းစရာမလိုပါကံတရားကဆောင်ရွက်ပေးပါလိမ့်မယ်အချီးရင်နဲ့အိမ်တော်ကြီးမှာတော့နှစ်ဦးစလုံးရဲ့အကြံစီရင်မှန်းချက်အချုပ်ပြီးမြောက်အောင်မြင်အံ့အချီးရဲ့ချိုးမိန်တဲ့အသီးပွင့်တွေကိုခံစားရအံ့အမျိုးသမီးတစ်ယောက်ဂျားဝင်နောက်ရှစ်တာတတိထားသင့်ပါတယ်တနင်းလာဗုဒ္ဓဟူသားသမီးနေ့များကြောင့်စိတ်ချမ်းသာရတတ်တယ်အကူညီကောင်းများလည်းရတတ်ပါတယ်တောက်ကြစနေသားသမီးနေ့များစိတ်အနှောက်အယှက်ပေးတတ်တယ်အဖြိုအစိမ့်အနေများများဝတ်ပေးပါစီးသွေးဘိုက်အစာမှားဆေးမားနဲ့ပတ်သက်တဲ့ယောဂများတတိထားပါထီထူးမယ်ဆိုလို့ရှိရင်နှစ်ကဏ္ဍနဲ့လေးကဏ္ဍများများပါအောင်ထိုးပါရရအတွက်ကတော့မနက်စောစောအိမ်ဖျားမှာနှင်းစီ9ပွင့်ပန်းအဝါ9ပွင့်ဖျောင်းတိုင်း9တိုင်းလူရန်ပြီးလူရစုကိုတောင်းလိုက်ပါအမင်ဗာရကိုအားပေးကြတဲ့ပရိသတ်တွေအားလုံးကျေးဇူးတင်ပါတယ်ကြံနေသေးတဲ့ရက်တွေနဲ့အတူနောင်လာမဲ့ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါစို့ဗျာ